ချောမှလာဝယ်ခြင်းတဲ့ customer တွေကိုသဘာဝဆန်ဆန်လှလှလေးပြင်ပြီးဘယ်လိုရောင်းမလဲ။လှပြင်ရမှာပြင်းနေဆိုရင်အခုပြောပြမဲ့3နေရာကိုပဲအဓိကထားပြင်ပါ။မိတ်ကလိမ့်မယ်။နှာခမ်းနေမဆိုရင်ဖြူပတ်ဖြူရော်ကြီးဖြစ်နေမဲ့အတွက်နှာခမ်းနေစိုးကိုစိုးရပါမယ်။နံပါတ်2မျက်လုံးအိုင်းလိုင်နာစိုးရပါမယ်။အိုင်းလိုင်နာစိုးခြင်းကမျက်ဝန်းရဲ့အလှကိုပိုပြီးပေါ်လွင်စေတယ်။နံပါတ်3ပါးနီချဲပေးရမယ်။မဟုတ်ရင်မျက်နှာကဖြူစုပ်စုပ်ကြီးပေါ်နေပါလိမ့်မယ်။ဒီလောက်လိမ့်ထားတာကင်မရာထဲမှာဘာမှမလိမ့်ထားသလိုမျိုးဖြူဖြူကြီးဖြစ်နေရင်အဝါရောက်လိုက်တင်တွဲသုံးပါမျက်နှာကအရင်ထပ်ပိုလှလှလေးပေါ်ပါလိမ့်မယ်ကြားလေးတွေကတော့မိတ်ကပ်ပြင်စရာမလိုဘူးအမွှေးသုံးမွှေးပဲလိုတယ်မျက်ခုံးမွှေးနှာခမ်းမွှေးမုံစိတ်မွှေး mustache နဲ့ beard တစ်ခုခုထထရှားရှားရှိခြင်းအဖြစ်တာမန်နေထက်ကိုပိုမှတ်မိစေနိုင်တယ်မျက်ခုံးမွှေးထင်းနေရဆိုရင်လည်း screen ပေါ်ကမျက်နှာရုပ်ထွက်ကလှတယ်ဟိုကတစ်ခုမှမပြည့်စုံဘူးဆိုရင်မျက်မှန်ခိုင်းအပေါ်ခိုင်းအမဲရောင်ပါတာတက်လိုက်ပါမျက်ခုံးမွှေးအတူတက်လိုက်တယ်လို့မျိုးဖြစ်သွားမယ်အရင်ကနေမကောင်းသလိုဖြူပတ်ဖြူရောပုံစံမျိုးကနေပိုပြီး smart ကြခန့်ညားလာပါလိမ့်မယ်နော်